အားလုံးပဲမင်္ဂလာပါအခုသင်ပေးမှာတော့အခန်း20ခွန်เนาะသင်ခန်းစာ20ခွန် N4 ကเนาะခိုတိုးကဘောရတာလေးတွေတိုင်လာသင်ပေးမယ်အဲဆိုဒီမှာခါအီမတ်ဆိုရင်မွေးမြူသည်ခါအီမတ်မွေးမြူသည် N5 မှာခါအီမတ်ဆိုရင်ဝဲသည်ဒါပေမဲ့ခန်းကြီးမတူဘူးဝဲတဲ့ခန်းကြီးနဲ့မွေးမြူတဲ့ခန်းကြီးနဲ့မတူဘူးဟုတ်ပြီနော်ခါအီမတ်ဆိုရင်မွေးမြူသည်ခန်းကြီးကိုကြည့်မယ်ဟာရှိရီမတ်ဆိုရင်ပြေးသည်ပြေးဆွဲသည်ဟာရှိရီမတ်မိချီဝဟာရှိရီမတ်လမ်းကိုပြေးသည်နော်လူကားလမ်းပေါ်တင်သွားလာသည်လို့အဓိပ္ပာယ်ရတယ်မီအဲမတ်မြင်သည်မြင်ရသည်မီအဲမတ်မြင်သည်မြင်ရသည်မီအဲမတ်မြင်သည်မြင်ရသည်ယာမကမီအဲမတ်တောင်ကိုမြင်ရတယ်လို့အဓိပ္ပာယ်ရတယ်တောင်ကိုမြင်ရသည်လို့အဓိပ္ပာယ်ရမယ်ခီခွဲမတ်ကြားသည်ကြားရသည်ခီခိုအဲမတ်အိုတိုကခီခိုအဲမတ်အတန်ကိုကြားရသည်ဂါကိုတော့မှတခါတည်းဒီဟာလေးယာမကမီအဲမတ်တောင်ကိုမြင်ရသည်အိုတိုကခီခိုအဲမတ်အတန်ကိုကြားရသည်တခါတည်းတွဲချက်မယ်ဒဲခိမတ်ဆိုရင်ပြီးမြောက်သည်ပြီးစီးသည်မိချီကဒဲခိမတ်လမ်းကပြီးမြောက်သည်ပြီးစီးသည်လို့အဓိပ္ပာယ်ရတယ်ဟီရာခိမတ်ဆိုရင်ဖွင့်သည်ဖွင့်လေသည်ဟီရာခိမတ်ဖွင့်သည်ဖွင့်လေသည်ခေရှိစုကိုဟီရာခိမတ်ဆိုရင်တင်တန်းကိုဖွင့်လေသည်ခေရှိစုဝဒါကြတော့ဝကိုတော့နဲ့ခေရှိစုဝဟီရာခိမတ်တင်တန်းကိုဖွင့်လေသည်ရှင်ပိုင်းနာစိတ်ပူပန်တော့ရှင်ပိုင်းနာစိတ်ပူပန်တော့ပတ်တိုအိမ်မွေးတလိဆန်ပတ်တိုဆိုရင်အိမ်မွေးတလိဆန်တိုရီဆိုရင်ငှက်တိုရီငှက်ခိုးအဲအတန်တက်ရှိတတဝါတွေရဲ့အတန်ခိုးအဲလို့သုံးတယ်ဟုတ်ပြီနော်လူတွေတက်ရှိရဲ့အတန်ကိုခိုးအဲလို့သုံးတယ်တတ်မဲ့တွေရဲ့အတန်အိုတိုလို့သုံးတယ်မှတ်ထားမယ်နော်တက်ရှိရဲ့အတန်ခိုးအဲမှတ်ထားမယ်တက်ရှိရဲ့အတန်ကိုခိုးအဲလို့သုံးတယ်နာမီဆိုရင်လှိုင်းဟာနာဘီဆိုရင်မီးပန်းဟာနာဘီဆိုရင်မီးပန်းဒိုဂူပစ္စည်းကရိယာဒိုဂူပစ္စည်းကရိယာဒဇာပလာကိုပြောတယ်ခိုရင်းနေခုဆိုရင်အခါပိတ်အဝိလျှော်ဆိုင်ပင်မင်းဒိုဘီနော်ပင်မင်းဆိုင်အဝိတ္တလျှော်တဲ့ဆိုင်ကိုခိုရင်းနေခုအီအဲဆိုရင်အိမ်မန်ရှောင်းဆိုရင်အစင်းမြင့်တိုက်ခန်းမန်ရှောင်းအစင်းမြင့်တိုက်ခန်းကီချင်းဆိုရင်မီးဖို့ကြောင့်ထမင်းချက်ခန်းကိုပြောတယ်ကီချင်းချောရှိစုဆိုရင်တင်တန်းဟင်းချက်တင်တန်းကိုပြောတယ်ချောရှိစုပါတီရိုမှုပါတီကန်ပါတီရိုမှုဆိုရင်ပါတီကန်ခတဟုတ်နော်ခတဆိုရင်ပုတ်ကိုနော်ဟီတိုရင်ကြဲကြဲတုံးလိုက်တာခတလူပုတ်ကိုဂေါဆိုရင်နောက်ပိုင်းဂေါဆိုရင်နောက်ပိုင်းလို့သုံးတယ်ရှိကလွယ်ပြီးမှလွယ်ရဲ့ရှိကဆိုရင်ကလွယ်ပြီးမှလွယ်ရဲ့ဟိုးကနော်ဆိုရင်တခြားဟာတခြားတော့ဟိုးကနော်တခြားဟာတခြားတော့ဟာခီရီဆိုရင်ပြက်ပြက်သားသားထင်ထင်ရှားရှားဟာခီရီဟာနဲ့ဆိုနဲ့တွဲလို့မှတန်ထွက်မှာဟာခီရီဆိုရင်ပြက်ပြက်သားသားထင်ထင်ရှားရှားဘယ်ဒီဘက်မှာခါဂုအိမ်နောင်ပရိဘောဂကိုသုံးတယ်ခါဂုနော်ခါဂုဆိုရင်အိမ်တောင်ပရိဘောဂပြီးရင်ဟွန်းဒါနာစာအုပ်စင်ဟွန်းဒါနာစာအုပ်စင်ဒါနာဆိုတာစင်ဒါပေမဲ့ခန်းကြီးဟွန်းရဲ့နောက်မှာတန်းတန်းလေးနောက်ခန်းကြီးတစ်လုံးနောက်ထပ်တစ်လုံးထပ်ဆင်းပါလေတောက်တန်းတန်းတင်လိုက်တယ်ဒါနာဟွန်းဒါနာစာအုပ်စင်အစ်စုကဆိုရင်တစ်ချိန်ချိန်တနေ့နေ့အစ်စုကတာတဲမဲဆိုရင်စောက်လို့သည်တာတဲမဲစောက်လို့သည်စုဘာရာရှိထူးခြားပြောင်မြောင်တော့စုဘာရာရှိထူးခြားပြောင်မြောင်တော့ခိုးသွမို့သားချီခလေးတွေခလေးများခိုးသွမို့သားချီခလေးတွေခလေးများဒိုင်းစကီနာအရန်ကြိုက်တော့ဒိုင်းစကီနာဆိုရင်အရန်ကြိုက်တော့လို့သုံးတယ်ရှူချင်းကိုဆိုရင်အဓိကဆက်ဆောင်သုံးတယ်နော်ရှူချင်းကိုအဓိကဆက်ဆောင်ပင်ခါတာချီဆိုရင်ပုံတရံခါတာချီပုံတရံဖူရှိခီနာဆိုရင်ထူးဆန်းတော့စမ်းကျဲတော့ဖူရှိခီနာထူးဆန်းတော့စမ်းကျဲတော့ပိုခတ်တော့အိတ်ကပိုကခဲနဲ့ဆိုလဲနဲ့ခတ်တော့ပိုခတ်တော့အိတ်ကသာတော့အေဘာဥပမာအားဖြင့်ဒါတော့အေဘာဥပမာအားဖြင့်စုခဲမဆိုရင်
ပူးတွဲသည်တွဲကက်တဲ့တက်စင်တဲ့မီးတွေပါထိုးတဲ့နေရာမှာသုံးတယ်စုခဲမတ်ဂျီယူနီဆိုရင်လွတ်လပ်စွာနော်လွတ်လပ်စွာဂျီယူနီဆိုရဆိုရင်မိုးကောင်းကင်ဆိုရမိုးကောင်းကင်တိုဘီမတ်ဆိုရင်သူကပြန်တန်းသည်လို့ပြောတယ်တိုဘီမတ်ဘဝံပြန်တန်းသည်မူခါရှိဆိုရင်ဟိုးရှေရှေလုံးလည်ပြီးတော့အခါမူခါရှိနော်ဟိုးရှေရှေတုံးကလုံးလည်ပြီးတော့အခါမူခါရှိလို့သုံးတယ်ဂျီဘွန်မိမိကိုတောင်သုံးတယ်ရှောရိုင်းအနာဂတ်နောင်ရေးရှောရိုင်းအနာဂတ်နောင်ရေးဒိုရာအဲမွန်ဆိုရင်ကာတွန်းစကားရဲ့အမည်ဒိုရာအဲမွန်ကာတွန်းစကားရဲ့အမည်ကဲအားလေးကိုဝါဒရှိရတိုင်ပေးမယ်နော် live ပြီးတော့အနောက်ကနေဆိုကြည့်မယ်ခါအီမတ်မွေးမြူသည်ဟာရှိရီမတ်ပြေးသည်ပြေးဆွဲသည်မီချီဝဟာရှိရီမတ်လမ်းတွင်ပြေးသည်မီအဲမတ်မြင်သည်မြင်ရသည်ယာမကမီအဲမတ်တောင်ကိုမြင်ရသည်ခီခိုအဲမတ်ကြားသည်ကြားရသည်အိုတိုကခီခိုအဲမတ်အတန်ကိုကြားရသည်ဒက်ခီမတ်ပြီးမြောက်သည်မိချီကဒက်ခီမတ်လမ်းကပြီးမြောက်သည်ဟီရာခီမတ်ဖွင့်လေသည်ကျော်ရှိစုကိုဟီရာခီမတ်တင်တန်းကိုဖွင့်လေသည်ရှင်ပိုင်းနာစိတ်ပူသောပတ်တိုအိမ်မွေးတလိဆန်တိုရိငှက်ခိုးအဲအတန်တရှိတတဝါတို့ရဲ့အတန်ကိုသုံးတယ်နာမိလိုင်းဟာနာဘီမီဘန်ဒိုဂုပစ္စည်းကရိယာခိုရီနီခုအခါပေးအဝေးလျှော်ဆိုင်အီရဲအိမ်မန်းရှော့အစင်းမြင့်တိုက်ခန့်ကစ်ချင်းမီးဖို့ကြောင့်ထမင်းချက်ခန့်ကျော်ရှိစွတင်တန်းဟိုတယ်ရိုမူပါတီကန်ခတပုတ်ကိုဂေါနောက်ပိုင်းရှိကမှလွဲပြီးအငင်းရွက်တာတွဲသုံးတယ်ပေါ့နော်ဟိုကတော့တခြားဟာခီရီပြက်သားထင်ရှားခါခုအိမ်တောင်ပရိဘောကဟွန်ဒါနာစာအုပ်စင်အီဆုကတချိန်တနေ့တာဒမတ်စောက်လို့သည်စူဘာရရှိထူးခြားပြောင်မြောက်တော့ခိုဒိုမိုတာချီခလေးများဒိုင်းစခိနာအရန်ကြိုက်တော့ရှူချင်းကိုအဓိကဆက်ဆောင်ခါတာချီပုံတရံဖူရှိဂီနာထူဆန်းတော့စမ်းကျဲတော့ဖောက်ခတ်တော့အိတ်ကတာတို့ရဲ့ဘဥပမာအားဖြင့်စုခဲမတ်ပူးတွဲသည်တွဲခဲ့သည်ဂျီယူနီလောလစွာဆိုရမိုးကောင်းကင်တိုဘီမတ်ပြန်တန်းသည်မူခါရှိဟိုးရှေလွန်လေပြီးတော့အခါဂျီဘွန်မိမိကိုရှောရိုင်းအနာဂတ်နောင်ရေးဒိုရန်အဲမွန်ကာတွန်းစကောက်အမီနော်ကဲဒါလေးကတော့အခန်း29ရဲ့နော်ခိုတိုဘမီးနင်းဝါတာလေးဖြစ်တယ်ဒီဟာကိုကြည့်ပြီးဆိုရင်အခု YouTube မှာဒီဟာလေးကြည့်ပြီးဆိုရင်ဟိုခေါင်းလောင်းလေးနှိပ်ပြီးတော့ပေါ့နော်နောက်ထပ်အသစ်တင်တဲ့ဟာလေးတွေကိုဖတ်ပြီးတော့ကြည့်ပေးပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်